Okay ဆရာတို့ဒီနေ့ copy နဲ့ cut ကြောင်းသွားမယ်နော် copy ဆိုတာဘာလဲ cut ဆိုတာဘာလဲအကြောင်းရှင်းပြမယ်ဟုတ်ပြီလားဟုတ်ပြီဆရာဒီနေ့ this PC ဆိုဖွင့်မယ်ပြီးတော့ဆရာ device တစ်ခုတက်လိုက်မယ်alright device လေးတက်ပြီး analyze လုပ်ပြီးတာ ਨੇ အဲ့ဒီ device လေးပေါ်လာနားလည်လားအဲ့တော့ပုံမှန်တိုင်းဆိုဒီ computer တွေမှာသူ့ရဲ့ original ပါတဲ့ laptop ရဲ့ internet မှာပါပြီးသားပေါ့နော် drive C နဲ့ D နဲ့ရှိတယ်ဆရာအခုနောက်တက်လိုက်တဲ့ကောင်လေးက drive F ဆိုပြီးတော့ပေါ်နေတယ်လားဟုတ်ပြီအဲ့တော့အဲ့ဒီ data လေးတွေကိုဆရာတို့ click လေးတစ်ချက်နဲ့ပြီးတော့ဖွင့်မယ်ဟုတ်လားဒီထဲမှာရှိတဲ့ data လေးတွေကိုဆရာတစ်ချက်သွားပြီးတော့ copy ပေးမယ်နော်အဲ့တော့ပုံမှန်တိုင်းဆိုရင်ဆရာတို့ကဒီထဲမှာရှိတဲ့ folder လေးတွေပေါ့နော်ဆရာခွဲထားတဲ့ဒီ folder လေးတွေကိုတစ်ချက်နိုင်မယ်သူ့ selection ပေးတယ်လို့ခေါ်တယ်တဘောပါလား selection ပေးတယ်ဘာကြောင့်ဒီလို selection ပေးရတာလဲဆိုရင်ဥပမာပေါ့နော်ဆရာကျောင်းခန်းထဲဝင်ပြီးတော့ကျောင်းသားတစ်ယောက်ကိုဘာလုပ်စီချင်တယ်ဆိုပြီးလုပ်ငန်းခွင်တစ်ခုခွဲပေးတယ်ဆိုပါစို့ဟုတ်လားဟုတ်ပြီသမီးရေအေးမွန်ရေးလာပါအောင်ဆိုဒါဘာလုပ်လဲဆိုကိုတစ်ခုခုခိုင်းဖို့အေးမွန်ကိုရွေးချယ်လိုက်တာတဘောပါလားဒီမှာလည်းဒီလိုပဲကွန်ပျူတာတစ်လုံးကိုဆရာဒီထဲမှာရှိတဲ့အချက်လက်တစ်ခုဆရာရွေးချယ်လိုက်တယ်ပြီးရင်ဆရာတို့လုပ်ချင်တဲ့အလုပ်တစ်ခုခိုင်းမယ်နားလည်လားကောင်းပြီအဲ့တော့ဆရာတို့ဒီ data တွေဘာမှမရှိတဲ့လွတ်တဲ့နေရာလေးမှာပေါ့နော်ဆရာ right click နဲ့လိုက်မယ်ဒီနေရာမှာ view ဆိုပြီးတော့ icon တွေကိုစီတဲ့နေရာလေးပေါ်လာတယ် sort ဆိုပြီးတော့ icon တွေကို arrange ပြန်လုပ်တာပေါ့နော် group ဆို icon ရဲ့အမျိုးအစားတွေခွဲပြီး data တွေကို group ခွဲထုတ်တာလေးပေါ်လာမယ်ဒီနေရာဖြင့်ပြောမယ်ဆိုရင်ဆရာ right click နဲ့လိုက်တဲ့ right click property box ပေါ်လာတာပေါ့နော်အဲ့တော့ဘာမှမရှိတဲ့ထင်မှာသွားပြီးနေရင်အဲ့ဒီဒီ right click property box လေးဒီလိုပေါ်တယ်တကယ်လို့ကိုက data တစ်ခုခုကို selection ပေးထားတယ်အဲ့ဒီ data ပေါ်မှာ right click နဲ့အဲ့ဒီ data နဲ့ပတ်သက်တဲ့ property box ပေါ်လာတယ်နားလည်လားဟုတ်ပြီရိုးရိုးဆရာဒီဘက်မှာ right click နဲ့လိုက်တယ်ဒီပေါ်မှာဘာမှမပါဘူးတွေ့လားဟုတ်ပြီနော်ဒီရဲ့မြင်ကွင်းကိုစက်တိုင်းကြချိန်ညီလို့ရတယ် personalization view ကိုပေါ်လာနားလည်နော်ဒါတော့ data ကို click တစ်ချက်နှိပ်ပြီးရွေးချယ်ပြီးမှ right click နဲ့လိုက်မယ်ဆိုရင်တော့အဲ့ဒီ data နဲ့ပတ်သက်ပြီးလုပ်လို့ရတဲ့ command တွေပေါ်လာတယ်နားလည်လားကောင်းပြီအဲ့ဒီမှာဒီမှာ cut ကြီးပုံနေရှိတယ်တွေ့လား cut control x control ရဲ့ x ရဲ့တွဲနေလို့ cut ဆိုတဲ့ကောင်ပေါ်လာနော်ဒီဘက်ကောင်လေးကြတော့ copy ဟာလား control c နားလည်နော်ဒီဘက်ကောင်လေးကြတော့ rename f2 နားလည်လားဒီဘက်ကောင်လေးကြတော့ delete file ကိုဖြတ်ထုတ်တဲ့အချိန်ကျရင်သုံးတယ်ဟုတ်ပြီနော်အော် command မှာကြာဆရာတို့ open ဆိုပြီးတော့ပေးထားတယ်တကယ်လို့ open မပေးမနှိပ်ချင်ဘူးဆို enter ဆိုပြီး enter close နှိပ်လိုက်ရင်ဆရာတို့ရွေးချယ်ထားတဲ့ကောင်လေးကပွင့်သွားမယ်နားလည်နော်တကယ်အခုလက်ရှိရွေးချယ်ထားတဲ့ကောင်လေးအခုလက်ရှိ window မှာမပွင့်စေချင်ဘူး window အသစ်မှာပွင့်စေချင်တယ်ဆိုတော့ open in new window နဲ့ရနားလည်လားနောက်တစ်ခုကဒီ folder ကိုက quick access လို့ခေါ်တဲ့နေရာမှာပင်းရိုက်ထားပြီးတော့လည်းမြန်မြန်ဆန်ဆန်ရှာဖွေလို့ရအောင်လုပ်ထားလို့လည်းရသေးတယ်နောက်တစ်ခုကတော့ pin to step menu မှာပင်ရိုက်ထားမှာဟုတ်ပြီလားနောက်တစ်ခုကတော့ compress to zip file ဆိုတော့ဆရာတို့ file တစ်ခုကိုဆရာတို့ဖိညက်ပြီးတော့တင်လိုက်တာပေါ့ဟုတ်လား log တွေပါတေချာခတ်ပြီးတင်လိုက်တာပေါ့ zip လုပ်လိုက်တယ်ခေါ်တယ်နားလည်လားနောက်တစ်ခုက copy as path နဲ့ property ဆိုတာလေးရှိတယ်တွေ့လား property ကတော့တည်တယ်လည်းဒီ folder နဲ့ပတ်သက်တဲ့အချက်လက်တွေဘာတွေလဲဆိုတာသိအောင်လို့ဝင်ကြည့်ရချင်းချင်းတုံးနားလည်နော်ကောင်းပြီအခုလက်ရှိသွားမှဒီအပေါ် command လေးတွေအကြောင်းဆုံးသွားမယ်ဟုတ်ပြီဆက်တော့ copy နဲ့ cut ကဘာကိုပြောချင်တာလဲဆို copy ကြတော့ data တစ်ခုကူးယူနားလည်လား copy က data တစ်ခုကိုကူးယူတာ cut ကြတော့ data ကိုနေရာရွှေ့လိုက်တာနားလည်နော်ဟုတ်ပြီဆရာကနောက်တော့ window တစ်ခုထပ်ဖွင့်မယ်ဆရာတော့ဒါ data D ထဲမှာထည့်ထားလိုက်မယ်နော် data D ထဲမှာ record ကလည်းဘာမှမရှိဘူးတွေ့လားဒီ software game app ထဲမှာတော့ data တွေအများကြီးရှိတယ် data D မှာတော့ဘာမှမရှိဘူးဘောပါနော်ကောင်းပြီဆရာအခုဒီပြည်တောင်စုလို့ခေါ်တဲ့ folder လေးကိုဆရာ right click နဲ့လိုက်မယ်ဟုတ်ပြီနော်သူ selection ပေးထားပြီးသားမို့ဒါတိုင်းနဲ့လိုက်တာနော် selection မပေးရသေးဘူးဆိုသူ့ကို click တစ်ချက်နှိပ်ပြီးတော့ selection ပေးပြီးရင် right click နဲ့ property box ပေါ်လာရင်ဆရာ copy ဆိုယူလိုက်မယ်ဟုတ်ပြီ copy ယူပြီးတော့ရင်ဘာလုပ်မှာလဲဆိုတော့ကိုက copy ယူလိုက်ပြီး make to ပို့လိုက်မယ်ဒီ file ပွားလိုက်မယ်ပြီးရင်အဲ့ဒီပွားလိုက်တဲ့ file လေးကိုဘယ်နေရာမှာတွားပြီးတော့တိမ်းမှလဲဆိုတော့ file ရဲ့ destination ကိုပြန်ခွဲပေးရတယ်နားလည်လားအဲ့တော့ဆရာ drive app တဲကပြည်ထောင်စုဆိုတဲ့ folder လေးကို data D ထဲကိုဆရာရွှေ့လိုက်ပြီးရင် right click နဲ့ဒီမှာ paste ဆိုတဲ့ခလုတ်ကလေးပေါ်လာနားလည်နော်အဲ့ဒီ paste လေးကဘာနဲ့တွဲလဲဆိုရင် control V ဆိုပြီးတော့တွဲတယ်
နားလည်လားအဲ့တော့ paste ဆိုတဲ့ကောင်လေးဆရာနှိပ်လိုက်ကောင်းပြီဒါဆိုရင်ဒီလိုလေးကူးလိုက်တဲ့အတွက်ဆရာရဲ့ဒီပြည်တော်စုဆိုတဲ့ drive ထဲကကောင်လေးက data D ရဲ့ကိုရောက်တာဒါကို copy ကူးတယ်လို့ခေါ်တယ် copy ကူးလိုက်တာဘာလုပ်တာလဲဆိုမူရင်း data ကိုပွားယူလိုက်တယ်ဟုတ်ပြီနော်ဟုတ်ပြီ copy ကူးပြီးရင်ဆိုတော့ဘာနဲ့ထပ်ပြီးလုပ်လို့ရလဲ cut နဲ့ဆက်ပြီးလုပ်လို့ရတယ်နော်ဆရာတို့ဒီနေရာမှာဆိုရင်ဒီ file လေးချက်ကြည့်မယ် right click ဟုတ်ပြီနော်တဘောပါလားမသိဘူးဒီ command လေးကခုနလိုအပေါ်မှာမပေါ်တော့အောက်မှာလာပေါ်နေတွေ့ရမယ်နော်သူ့ရဲ့ window ကအပေါ်နဲ့နီးသွားရင်အပေါ်မှာရှိတဲ့ command တွေနဲ့ညှိနေမှာဆိုလို့ဒီမှာလာပေါ်တယ်နားလဲလားဟုတ်ပြီဆရာ cut ဆိုတဲ့ကောင်လေးနဲ့တွားကြည့်မယ် cut ဟုတ်ပြီနော် cut လုပ်လိုက်တာနဲ့ folder highlight တွေကမှိန်လေးဖြစ်သွားတာတွေ့ရတယ်ဘာလို့လဲမလဲဆိုသူ့ကိုဆရာကနေရာအပြီးပြန်ရွှေ့လိုက်တော့နေရာရွှေ့လိုက်မှဖြစ်တဲ့အတွက်မူရင်း drive ထဲမှာမရှိတော့ဘူးဒီဘက်အတစ်ထဲလိုက်တဲ့ data တွေကိုရောက်သွားမှာဟုတ်ပြီနော်အဲ့တော့ဆရာ right click နိုင်မယ်သူ cut ယူမယ်ပြီးသွားရင်ဆရာရွှေ့ချင်တဲ့နေရာတွေကိုသွားမယ် right click ထပ်နိုင်မယ် paste နဲ့ပြန်တွဲမယ်အဲ့တော့ copy ဖြစ်စေ cut ဖြစ်စေသူက paste လေးနဲ့ပြန်တွဲရတယ် copy ဆိုတာပါတဲ့မူရင်း data ကိုတခြားနေရာ copy ကူးယူလာ cut ကြတော့မူရင်း data ကိုတခြားနေရာကိုရွှေ့လိုက်တာနားလည်လားအဲ့တော့ copy ကူးတဲ့အချိန်တုန်းကဆရာတို့ data တွေကို copy ရင်းဆိုပြီးပြတယ်နားလည်လား cut နဲ့သွားလိုက်ရင်နေရာရွှေ့တာဖြစ်တဲ့အတွက် moving ဆိုပြီးပြတယ်ဟုတ်ပြီနော်ဒါတွေကဆရာတို့ကူးယူတဲ့ data ဘာ data တွေကူးနေတာလဲဆိုရင်အချိန်ဘယ်လောက်ကျန်တယ် file size ဘယ်လောက်ကူးယူပြီးသွားပြီးဘယ်လောက်အချိန်ပဲကျန်တယ်ဆိုပြီးပြတယ်ကူးယူနေတဲ့ speed ပြတယ်နားလည်လားတစ်စက္ကန့်ကို94.မှတ်90ကျော်ကူးပြီးနေ file size ဘယ်လောက်ပဲကြည့်ကြည့်သူကသူအကုန်လုံးကူးပေးသွားမှာနားလည်လားအဲ့တော့ဒီမှာရှိတဲ့ time reminder ကသူကသူပြောင်းလဲနေတယ်နော် about 60 second about ပဲပြမယ် approximately ပဲပြမယ်ခန့်မှန်းခြေပဲပြနားလည်လားဟုတ်ပြီနော် copy ဖြစ်စေ cut ဖြစ်စေဘာနဲ့ပြန်တွဲလဲဆိုရင် paste နဲ့တွဲမယ် copy ဆိုတာဘာလဲ data ကိုကူးယူတာပွားလိုက်တာနားလည်လား cut ကြတော့ data ကိုနေရာရွှေ့တာရမယ်နော်ဒါ device တွေကိုဒီလိုမျိုးချိတ်ဆက်ပြီးတော့ data တွေဒီလို copy ကူးယူလို့ရတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေးကူးလို့ပြီးသွားရင်ဆရာ data တွေကိုအများကြီးတစ်ခုဆရာ shortcut ကလေးနဲ့ copy ကူးပြမယ်ခုနလို right click မလုပ်ဘဲနဲ့ keyboard ကနေပြီးတော့ copy ကူးကြည့်မယ်နားလည်လားalright တဖြည်းဖြည်းနဲ့ပြီးတော့မယ်နော် 94% complete ဒါလေး100ပြည့်သွားရင်ဆရာတို့ကူးတဲ့ data တွေရောက်သွားပြီကဲဆရာတို့ move လုပ်လိုက်တာ cut နဲ့သွားလိုက်တဲ့အတွက်သူ့ရဲ့မူရင်း data ဒီထဲမှာကြံမနေတော့ဒီဘက်ကိုအပြီးပြန်ရောက်သွားတယ်နားလည်လားသဘောပေါက်လားဟုတ်ပြီဒါဆိုရင်ဆရာတို့အခုလက်ရှိပြန်သွားကြည့်မယ်ဆရာဒီမှာ wallpaper ဆိုတဲ့ဓာတ်ပုံကလေးတွေရှိတယ်ဟုတ်လားဓာတ်ပုံတွေအများကြီးပဲဆရာသူ့ကို comment ပေးမယ် selection တစ်ချက်ပေးလိုက်တယ်ဟုတ်လားပြီးသွားရင် copy ကူးမှဖြစ်တဲ့အတွက် control ရဲ့ C ရဲ့တွဲနေမယ်နားလည်လား control C မနဲ့ချင်းဒီမှာရှိတဲ့ကောင်လေးသွားနိုင်ရတယ်နော် copy ဒီ control C control C နှိပ်ပြီးသွားရင်ကို copy ကူးချင်တဲ့နေရာလေးကိုတွားမယ် control V paste နဲ့ပြန်တွဲမယ်နားလည်လားအဲ့တော့ခုနဆရာတို့ရွှေ့လိုက်တာဖြစ်တဲ့အတွက်က တ်နဲ့သွားတော့ moving လို့ပြတယ် copy ကူတော့ copy ရင်းဆိုပြီးတော့ပြတယ်ဟုတ်လား copy ကို2904ခုသူ copy ကူပေးနေတယ်ဟုတ်လားဘယ်နှစက္ကန့်အတွင်းမှာ copy ကူလို့ပြီးမယ်ဆိုပြီးပြတယ်ဟုတ်လားကူးယူရမယ့်ပမာဏဘယ်လောက်ကျန်သေးတယ်ဆိုပြီးပြကူးနေတဲ့ item တွေရဲ့ကူးနေတဲ့ data တွေရဲ့နာမည်တွေကိုပြနားလည်လားဒါလေးတွေကသူပြောင်းနေမှာကိုယ်ထဲမှာရှိတဲ့ဒီ data တွေကဘာနာမည်တွေပေးတာအဲ့ဒီလိုလေးလာပေါ်နေမှာပေါ့နော်နားလည်လားအဲ့တော့အဓိကသိထားမှာဘာဖြစ်လဲဆိုရင် control C copy control V paste control X cut control V paste copy ပဲဖြစ်ဖြစ် cut ပဲဖြစ်ဖြစ်ဘာနဲ့ပြန်တွေ့ရမလဲ paste နဲ့ပြန်တွေ့ရမယ်နားလည်လားဟုတ်ပြီဆိုတော့အခုဆရာဒီ drive ကြီးထဲကနေမဟုတ်ပဲねတခြား drive တွေထဲကိုလည်းဆရာတို့ copy ကူးလို့ရသေးတယ်ဟုတ်ပြီအဲ့တော့ copy ကူးရဖြစ်တဲ့အတွက်မူရင်း data ပြတ်မသွားဘူးเนาะအဲ့ဒါကိုတတိထားရမယ်။ဘာမှားပြီးနေရာရွှေ့လိုက်တယ် control H နဲ့ရွှေ့လိုက်တယ်ဆိုသူ့ငကိုရှိနေတဲ့ data ဟာတခြားနေရာကိုပြောင်းသွားမှာ။နားလည်လား။အဲ့တော့ဒီ computer ရဲ့ဘယ်နေရာမှာပဲဖြစ်ဖြစ်ဘယ် library ထဲကိုပဲဖြစ်ဖြစ် control C control V control H control V ဒီလိုအကုန် copy ကူးထည့်လို့ရတယ်။ alright အဲ့တော့ဂျာဒီ
data ဒီထဲမှာလည်း wallpaper ဆိုတဲ့ folder ရောက်သွားပြီဆရာရဲ့မူရင်းရှိတဲ့ drive app ထဲမှာလည်း wallpaper ဆိုတဲ့ folder ပြတ်မသွားဘူးနားလည်လားရမလားဒါလေးက copy cut ဟလားအဲ့ဒါတွေကို copy နဲ့ cut ကဘယ်လိုသုံးလဲဆိုတော့သဘောပေါက်ပြီရမလားအဲ့တော့နောက်တစ်ခုလေးကပါလာမလဲဆိုရင်ဆရာတို့အဲ့ right click command ထဲမှာရှိတဲ့ rename ကိုတစ်ချက်သွားမယ်ဟုတ်နော်ဆရာဒီ file လေး right click လိုက်တယ် copy cut copy ပြီးတော့ဒီမှာ paste ဟုတ်လားဘေးနားမှာဗာလေးပေါ်လာလဲ rename နော် rename ဆိုတာဗာလဲဆိုတော့ folder လေးကိုနာမည်ပေးတာ folder မှာမဟုတ်ကြိတ်နဲ့တက်ရ file တစ်ခုခုတမီတို့နာမည်ပြန်ပေးခြင်းအဲ့ဒီ rename ကိုတုံးရတယ်နားလည်လား icon တစ်ခုပဲဖြစ်ဖြစ် data တစ်ခုပဲဖြစ်ဖြစ်ဓာတ်ပုံတစ်ခုပဲဖြစ်ဖြစ်နာမည်ပြန်ပေးခြင်းအဲ့ဒီနည်းနဲ့တုံးတယ်သဘောပေါက်ရနော်ကောင်းပြီအဲ့တော့ဆရာတို့ကအားရပါတယ်ဝါတန်းနေဟုတ်ပြီနော်ဟုတ်ပြီအခုဆရာဒီနေရာမှာရှိတဲ့ဒီဆရာလင်းလို့ရေးထားတဲ့ကောင်လေးကိုဆရာကလစ်တစ်ချက်နိုင်မယ် right click နိုင်ပြီးရင်ဆရာ rename ကိုသွားလိုက်ဟုတ်ပြီနော် rename ကို shortcut အနေနဲ့သွားချင်း keyboard မှာရှိတဲ့ F2 ဆိုတဲ့ key လေးကိုနှိပ်လိုက်ရင်လည်းရတယ်နားလည်နော်ဆရာဒီကောင်လေးကို rename ဆိုပြီးပေးလိုက်မယ်ပြီးသွားရင် SAYAR ဆရာ LYNN link လို့ပေးထားတယ်ဆရာလန်လေးဆရာလန်လို့ပေးထားနားလည်လားရမလား rename ဘယ်လိုလေးသုံးလဲဆိုတော့ရလားအဲ့တော့ rename တွေအကုန်လုံးသွားတဲ့အချိန်မှာ rename တွေပေးတော့မယ်ဆိုရင် data တွေကိုဆရာတို့ကတူညီတဲ့နာမည်နဲ့မပေးဖို့ view ဆက်ရနားလည်လားဒီ folder တစ်ခုဆရာလင်းလို့ပေးထားတယ်ဒီ folder လည်းဆရာလင်းလို့ထပ်ပေးလိုက်မယ်ဆိုရင်အဲ့ folder နှစ်ခုက1 2 2က automatic ပြန်ခွဲပေးသွားတယ်နားလည်လားဘယ်အချိန်မှာသွားပြီးစက်တနာတက်မှာလဲဆိုနာမည်တူနေတဲ့ file တွေကိုတစ်ခါတည်းသွားပြီးတော့ copy ကူးတာလို့ cut လုပ်တာလို့လုပ်တဲ့အချိန်ကျရင် file ပြည့်စုံမရောက်တာတွေပါဖြစ်တတ်တယ်နာမည်တူနေလို့နော်နားလည်လားဟုတ်ပြီဆရာက wallpaper ဆိုတဲ့ folder လေးဖွင့်မယ်အဲ့ folder ထဲမှာရှိတဲ့ wallpaper လေးတွေဆရာဖွင့်ကြည့်ခြင်းဟုတ်ပြီနော်ကောင်းပြီအဲ့ထဲမှာဆရာ folder တွေကိုတစ်ခုချင်း selection လုပ်လိုက်မယ်နော်ဒီ data bomb folder လေးဆရာ right click နိုင်မယ်ပြီးသွားရင် rename ဟုတ်လား image 00001လို့ပေးလိုက်ပြီးရင် enter ခေါက်မယ်နားလည်လားကောင်းပြီပြီးရင်နောက်ထပ် data တစ်ခုဆရာထပ်ပြီးတော့ selection ပေးတယ်ပြီးသွားရင်ခုနလို right click နဲ့မသွားတော့ဘဲနဲ့ဆရာတို့ဗာလေးနဲ့သွားအောင်လဲဆိုရင် F2 နဲ့သွားမယ်เนาะရိုး F2 လေးနဲ့ကြည့်မယ် F2 နဲ့လည်းနဲ့သူရဲ့ nego ရှိပြီးသားနာမည်လေးကို selection ပေးပြီးသားဖြစ်သွားတယ်ဟုတ်ပြီเนาะဒီမှာဆရာ image 304လုံးနှစ်ဆိုပြီးတော့ပေးပြီးတော့ enter ထပ်ခေါက်တယ်တော့ပါလားမသိဘူးအဲ့ဒီလိုမျိုးပေးပြီးသွားရင်ဆရာ data တွေအကုန်လုံးတပုံချင်းစီပေးနေရတာကြာလို့50ပုံလောက် selection ပေးလိုက်မယ်ဟုတ်ပြီနော် selection ပေးပြီးသွားရင်ဒီမှာရှိတဲ့ rename ကိုနှိပ်ချင်တယ်မနှိပ်ချင်ဘူးဆိုရင်ကို selection ပေးထားတဲ့ file တွေထဲကကြိတ်နဲ့တက်ရာ file ပေါ်မှာ right click နှိပ်ပြီးတော့ rename ကိုပေးမယ်ဆိုရင်လည်းရနားလည်နော်ဟုတ်ပြီimage 303လုံး sorry 304လုံး3ပြီးရင် enter ခေါက်လိုက်အဲ့ဒီလိုအများကြီး selection ပေးပြီးခေါက်လိုက်တဲ့အချိန်ကျတော့ဘာဖြစ်သွားလဲဆိုရင်သူရဲ့ image ဆိုတဲ့ file မျိုးစားအထက်မှာသူကပါလိုက်1 2 3ဆို automatic သူလိုက်ပြီးတော့ပြောင်းပေးသွားလိုက်တယ်နားလည်လားအဲ့ပြောရင်ဆိုရင်ပဲရောက်သွားတယ် see image 0031 0032ဆိုဒီလိုပြောင်းသွားတယ်တွေ့ရနားလည်လားဒါ file တွေကိုတပြိုင်နဲ့ data တွေအများကြီးကိုအဲ့လိုတူညီတဲ့နာမည်တစ်ခုပေးလိုက်ရင်သူကသူ1 2 3 automatic ခွဲပြီးတော့ကြောင်းပေးသွားမှာနားလည်နော်ဒါဆိုဆရာဒီ file တွေတစ်ခုချင်းစီကိုဆရာမလုပ်ချင်ဘူးဆိုရင်ရှိသမျှ file တွေအကုန်လုံး selection ပေးပြီးတော့နာမည်ပြောင်းလိုက်လို့ရတယ်နားလည်လားတဘောပါလားမသိဘူးအဲ့တော့ဘယ် file ပဲဖြစ်ဖြစ်ဘယ် folder ပဲဖြစ်ဖြစ်နာမည်ပြောင်းချင်တယ်ဆိုရင်ဆရာတို့ right click rename နဲ့တွားချင်မတွားချင်ဘူးဆိုသူ selection ပေးပြီးတော့ F2 ဆိုတဲ့ကောင်နဲ့ rename လုပ်ရမယ်နားလည်လားတဘောပါလားရမယ်နော်ကောင်းပြီဒါဆိုရင်ပြီးသွားရင်ဆရာတို့ဒီပုံမှာရှိတဲ့ recycle bin လေးနဲ့ data တွေကိုဖြတ်တဲ့အချိန်လေးချက်သွားပြီးကြည့်ကြည့်နော်ဒါခုဆရာစီမှာရှိနေတဲ့ data လေးပေါ့ဆရာဒီမှာHP wallpaper ဆိုတော့ဟိုရှေးတော့ထွက်တဲ့ wallpaper လေးရှိဟုတ်ပြီနော်အဲ့ဒီ folder ကိုဆရာ selection လုပ်ပြီးတော့ right click နှိပ်မယ်ဘေးမှာရှိတဲ့အမှိတ်ပုံလေးဒီအမှိတ်ပုံလေးကဘာကိုရည်ညွှန်းတာလဲဆိုရင်ဒီ recycle bin ကိုရည်ညွှန်းတယ်နားလည်လားအဲ့ဒီကောင်လေး click တစ်ချက်နှိပ်လိုက်delete ခုန folder တစ်ခုလုံးဘယ်ထဲရောက်သွားရလဲဆိုတော့ဒီ recycle bin ထဲကိုရောက်သွားတနည်းအားဖြင့်ပြောရင်အဲ့ဒီ file ကိုဆရာဖြတ်ထုတ်လိုက် data တွေဖြတ်တဲ့အချိန်မှာ2မျိုးဖြတ်လို့ရတယ်
recycle bin တွေကိုဖြတ်မယ်ဒါမှမဟုတ်အပြီးအကျိန်တစ်ခါလေးဖြတ်ထုတ်တာ2မျိုးရှိတယ်ဆရာခုနဖြတ်လိုက်တဲ့ကောင်လေးဆရာ recycle bin ထဲကနေဝင်ပြီးတော့အဲ့ဒီ folder ကို original location ကဒီထဲက wallpaper တွေက wallpaper ဆိုတဲ့အထက်မှာသူ့ကိုဆရာဘာပြန်လုပ်မလဲဆိုတော့ restore ပြန်လုပ်မယ် right click restore ဒါဆိုရင်ဆရာတို့ဘာလုပ်လဲဆိုအမိတ်ပုံးထဲကနေပြီးတော့ဒီ folder တွေကိုပြန်ပြီးတော့ဆယ်လိုက်တာဆရာတို့ဆယ်လိုက်တဲ့အတွက်အဲ့ဒီ wallpaper ပုံတွေကပြန်ရောက်လာတွေ့ရနားလည်လားဘောပေါက်လားမသိဘူးကောင်းပြီဆရာအခုဒီထဲမှာရှိတဲ့ဓာတ်ပုံတွေငါ2ပုံလောက်ပေါ့နော်ဆရာ selection ပေးထားမယ်ပြီးသွားရင်သူ right click delete ဆိုပြီးဖြတ်လိုက်ဘယ်ထဲရောက်သွားလဲဟုတ်ပြီအဲ့ထဲမှာအမိတ်ပုံးပဲဆရာ click တစ်ချက်လိုက်တယ် open နားလည်လားပြီးရင်အဲ့ဒီ final file ကို selection လိုက်တယ်ပြီးရင် right click restore ဒါဆိုရင်အဲ့ဒီဓာတ်ပုံတွေကဒီထဲကိုပြန်ရောက်လာနားလည်လားမသိဟုတ်ပြီနော်တကယ်လို့ကိုကဒီလိုဖြတ်တဲ့အချိန်မှာရိုးရိုး delete နဲ့မဖြတ်ဘဲနဲ့ keyboard ကနေ shift key ရဲ့ delete ရဲ့နှစ်ခုတွဲနှိပ်ပြီးဖြတ်လိုက်မယ်ဆိုအဲ့ဒီ file ကအပြီးပိန်ပြတ်သွားမှာပြန်ဆယ်လို့မရတော့နားလည်လားအဲ့တော့ file လေးနှစ် file ဆရာ selection လုပ်ထားတယ်ပြီးရင် keyboard မှာရှိတဲ့ shift key ရဲ့ delete ရဲ့တွဲနှိပ်မယ်ဟုတ်လားငါ delete multiple item နော် Are you sure you want to permanently delete these two items ဒီ item နှစ်ခုကိုအပြီးတိုင်ဖြတ်ပြစ်မှာတေချာလားလို့မေးတယ်ကိုကမှားနိုင်ပြီလို့မဖြတ်ဘူးဆိုရင် no ဆိုရင်ဟောမဟုတ်ကိုကဖြတ်ချင်လို့တမင်တက်တက်ဖြတ်လိုက်တာပေါ့နော်ဖြတ်မှာတေချာတယ်ဆိုရင် yes ကိုရွေးမယ်ဟုတ်ပြီနော်ဆရာတော့ဖြတ်မှာတေချာလို့ yes ကိုရွေးလိုက်ဒါဆိုရင်သူကအပြီးတိုင်ပြတ်သွားတယ်အမိုက်ပုံးထဲမှာလည်းရှိမနေတော့နားလဲလားသဘောပေါက်လားအဲ့တော့ delete ဆိုတာဘာလဲfile တွေကိုဖြတ်ထုတ်တာရိုးရိုး delete နဲ့ခုနလို shift delete နဲ့မတူဘူး shift delete နဲ့ဖြတ်တာအပြီးတိုင်ဖြတ်တော့လိုက်တာဖြစ်တဲ့အတွက်နားလည်လား data တွေပြန်ဆယ်လို့မရဘူးအဲ့တော့ data တစ်ခုကဖြတ်တော့မယ်ဆိုရင် data တတိထားပြီးမှရွေးချယ်ပြီးဖြတ်ရမယ်နားလည်လားအဲ့တော့ဆရာဒီထဲမှာဆရာမကြိုက်တဲ့ပုံလေးတွေကိုဆရာတစ်ခုချင်းစီရွေးချယ်ပြီးတော့ဆရာဖြတ်ထုတ်မယ်ဆရာမလိုဘူးပေါ့ကွာဆရာထဲမှာဒီပုံတွေကပုံတုံးလေးဆရာဖြတ်ထုတ်ချင်တယ်နားလည်လားလောက် file တွေအများကြီးထဲမှာတပုံချင်းစီဆရာလိမ့်မဖြတ်ဘူးနားလည်နော်တစ်ခုချင်းစီ selection မရွေးပြီးတော့ဖြတ်ထုတ်မယ်အမှဆရာဒီပုံကလေးတစ်ချက်နှိပ်လိုက်တယ်ဒီပုံပြီးတော့ဆရာဒီပုံလည်းမကြိုက်ဘူးနားလည်လားတစ်ချက်ထပ်နှိပ်လိုက်တယ်အဲ့တော့မူရင်းရွေးထားတဲ့ပုံကဘာဖြစ်သွားလဲ selection ရွေးထားတာပျောက်သွားတယ်နားလည်လားအဲ့ဒီလို data တွေတစ်ခုချင်းစီကို selection လုပ်ချင်တယ်ဆိုရင်ဆရာတို့ keyboard မှာရှိတဲ့ control key ကိုဖိထားမယ်ပြီးမှကိုဖြတ်ချင်တဲ့ပုံတွေကိုတစ်ခုချင်းစီ selection ပေးသွားနားလည်လားဟုတ်ပြီဆရာဒီပုံလည်းမကြိုက်ဘူး3ခုဒီပုံလည်းမကြိုက်ဘူး4ခုဟုတ်ပြီနော်ပြီးရင် control key လေးခဏလွတ်ထားလိုက်မယ်နော်နားလည်လားပြီးသွားရင် trackpad လေးကိုဆရာလက်နှစ်ချောင်းနဲ့အပေါ်အောက်ဆွဲမယ်ဟုတ်လားအဲ့လိုအပေါ်အောက်မဆွဲချင်ဒီဘေးရရှိတဲ့ဘားလေးကိုလက်ညှိုးလေးဖိပြီးတော့ဆွဲမယ်ဆိုရင်လည်းရတယ် see ပြီးရင် control key လေးထပ်ပြီးမယ်ဆရာဒီပုံဆရာမကြိုက်ဘူးဒီပုံလည်းမကြိုက်ဘူးပုံတုံးကြီးဒီပုံလည်းမကြိုက်ဘူးဟုတ်ပြီနော်ဆရာစိတ်တိုင်းကြအကုန်လုံးကြော်ခွာပြီးရွေးချယ်လိုက်တယ်ပြီးသွားဆရာဘာလုပ်မလဲဆိုသူတို့အပြီးပိုင်ဖြတ်ထုတ်မယ် shift delete နဲ့ဖြတ်ထုတ်မယ်မင်းဒီ9ပုံလုံးကိုဖြတ်ထုတ်မှအသေးချလာတယ်အသေးချတဲ့အတွက် yes လို့ဖြတ်ထုတ်လိုက်နားလည်လားကိုကတကယ်လို့ဒီကနေပြီးတော့ဒီအထိကိုဆရာတပြိုင်တည်း selection လုပ်ချင်နားလည်လားအဲ့လို selection လုပ်ချင်တယ်ဆိုရင်ဆရာက control key နဲ့မရတော့ဘူး shift key လေးနဲ့တွားမယ်နားလည်နော်ပထမပုံတစ်ပုံ selection လုပ်တယ်ပြီးတော့ဆရာ shift key ပြီးတယ်ဆရာရွေးချင်တဲ့နေရာနားရောက်တဲ့အထိတွားမယ် mouse လေးရွှေ့ပြီးအဲ့ကောင်လေးကို click တစ်ချက်ထပ်နေလိုက်နားလည်လားဘယ်ကနေဘယ်အထိဆိုပြီး direct ကိုရွေးချင်တယ်ဆိုရင်ဆရာတို့ shift key လေးဖိပြီးတော့ရွေးချယ်လို့ရတယ်နားလည်နော်တကယ်လို့ကိုကခုနလိုတပုံချင်းစီပဲစိတ်တိုင်းကြရွေးချယ်ချင်တာဆိုရင် control key လေးဖိပြီးတော့တပုံချင်းစီရွေးသွားလို့ရတယ်ဘောပါလားကောင်းပြီအဲ့ဒါလေးတွေကိုခုနဆရာတို့ control key လေးတစ်ချက်သုံးပြီးတော့နေရာရွှေ့ကြည့်ကြမယ်နော်ဆရာဒီဓာတ်ပုံကလေးတွေကိုဒီကနေဒီအထိကို selection လုပ်တယ် control C copy ကူးလိုက်မယ်နားလည်လားပြီးသွားရင်ဆရာ copy ကူးထားတဲ့နေရာတွေကနေပြီးတော့ဆရာနောက်ထပ် window အသစ်တစ်ခုဖွင့်မယ် window key ရဲ့ E ရဲ့တွဲနိုင်တယ် window E အဲ့တော့ window E တွဲမနေချင်ဘူးဆိုဒီ this PC လေးကနေတစ်ခုချင်းလေးတော့ဖွင့်လိုက်ရတယ်နော်အဲ့တော့ဆရာဒီဓာတ်ပုံလေးတွေဘယ်ထဲထည့်ချင်တာလဲဆို picture ထဲကိုထည့်ချင်တယ် picture library ထဲကိုသွားတယ်ပြီးသွားရင် control V တော့လားဒီထဲဓာတ်ပုံလေးတွေဒီထဲကိုရောက်သွားတယ် control C control V နားလဲနော်ဘာပါလားမသိဘူး
ရမလား control C control V ဓာတ်ပုံတွေဘယ်လို selection လုပ်တယ်လဲဓာတ်ပုံမှာမဟုတ်ဘူးဘယ် data ကိုမဆို selection လုပ်ချင် control ရဲ့ shift ရဲ့တွဲသုံးလို့ရတယ် control key နဲ့ကိုစိတ်နေတဲ့ရာ data တွေတစ်ခုချင်းစီရွေးချယ်လို့ရတယ် shift key နဲ့ကြတော့အကုန်လုံးရွေးချယ်လို့ရတယ်နားလည်လားတကယ်လို့ဆရာတို့ကဒီကောင်လေး click တစ်ချက်နှိပ်မယ်ဟိုအောက်ဆုံးထိရွေးချယ်မယ်နားလည်လားလက်ညိုးလေးဖိပြီးတော့ဒီအောက်လေးကိုဆရာဆွဲချအောင်ဒါမှမဟုတ်ဆရာလက်လေးနဲ့ချောင်းသုံးပြီးတော့အပေါ်အောက်ရှုအောင်နားလည်လားပြီးရင် shift key ဖိမယ်အောက်ဆုံးပုံကြည့်ဆရာ selection လုပ်ရတယ်နားလည်နော်အဲ့ဒီလိုအကုန်လုံးတပြိုင်တည်း selection လုပ်ရင်နည်းနည်းလေးရှုပ်တယ်လောက်ရတဲ့အဆင့်များတာပေါ့နော်ဒါဆိုရင်ဆရာတို့က selection all ဆိုတဲ့ shortcut လေးတစ်ခုထပ်ပြီးတော့သုံးလို့ရတယ်အဲ့ဒါပါလဲဆိုတော့ control A ရှိသမျှ data တွေအားလုံးကို selection လုပ်ချင်တဲ့အချိန်မှာသုံးတာပေါ့ဟုတ်ပြီနော်ရှိသမျှအကုန်လုံးဖြစ်တဲ့အတွက်ဒီ folder တွေသုံးခုပါသွားတာတွေ့ရနားလည်လားဆရာလွတ်တဲ့နေရာလေးကို click တစ်ချက်နဲ့လိုက်မယ် selection လုပ်ထားတာပြန်ပြောက်သွားမယ်နားလည်လား control A select all လို့ပြောတာအားလုံးရွေးချယ်လိုက်တာနားလည်နော် control A ဟုတ်ပြီအဲ့ဒီထဲမှာဆရာဒီ folder 3ခုမပါဘူးပြန်ဖြုတ်ချင်တယ် control key လေးဖိထားမယ်ပြီးရင်လက်ညိုးလေးဖိပြီးတော့တပုံချင်းစီလိုက်ပြီးတော့သွားလို့ရတယ်နော်ဒီကောင်လေး selection ပြန်မလုပ်တော့ဘူးသဘောပါလားနားလည်လားမသိဘူးရမယ်နော်ကောင်းပြီဆရာတကယ်လို့ဒီ3ခုကိုပဲ selection လုပ်လိုက်မယ်ဒါပေမဲ့ရွေးချယ်ချင်တာဒီဘက်ကကောင်လေးရွေးချယ်ချင်တာနားလည်လားအဲ့ဒါမျိုးဆိုရင်လည်းဆရာတို့ဒီview တွေက sorry ဒီ menu ပေါက်တယ်မှာเนาะ invert selection ဆိုတာရှိတယ်တွေ့လား invert selection ဆို reverse လုပ်ပေးတာအခုလက်ရှိရွေးချယ်ထားတဲ့3កောင်လွဲလို့ကြံတဲ့ဟာတွေအားလုံးသူကရွေးချယ်လိုက်ပါဟုတ်ပါလားကောင်းပြီအထက်မှာဆရာ shortcut တွေတခုမှမသွားတော့ဒီ CMOS ဆိုရင် menu point ထဲနေသွားမယ် select all select none နားလည်လားဆရာဒီတပုံနဲ့ collection လောက်ထားမယ်ပြီးပါရင် menu လေးကိုသွားမယ် invert selection အဲ့ဒီပုံကလွဲလို့ကျန်တဲ့ဟာတွေအကုန်လုံး selection လုပ်သွားမယ်ဒီသဘောပေါက်ရမလားရမယ်နော်ဒါဆိုရင် right click command နဲ့ပါဝင်တဲ့ဥစ္စာလေးတွေသဘောပေါက်လားရှင်းပြီလားနော်selection ဘယ်လိုလုပ်တယ်လဲ copy cut ဘယ်လိုယူတယ်လဲဆိုတာလေးကိုနားလည်သွားမယ်လို့ထင်တယ်